တို့လှုပ်ပြတာတွေကဘောင်မွင်ဘူးဘာလို့လှုပ်ခဲ့တော့တရားမချိုးလမ်းနေမဖြတ်ဘူးနီးတိုင်နေမဖြတ်ဘူးယထာလမ်းနေမဖောက်ဘူးအားလုံးပဲမင်္ဂလာပြန်ဆုံးတင်တဲ့ကနေပြန်ပြီးမှချုပ်တော့လိုက်ပါလေကျန်းဖတ်ပြတဲ့တင်းဖို့အတွက်ဒီလိုရေးဖို့ကိုပြန်နေမြောက်ကိုဆက်ပြီးရပါမယ်အိမ်ပေါင်း300-400လောက်ရှိတဲ့ဂျားထဲမှာရှိတဲ့ဘယ်သူမှလုံခြုံရေးမရှိတဲ့နေရာကိုသဘောတရားဘယ်လိုပြောမလဲဆိုတော့ဗျာဒီကောင်တွေကခွေးတွေအဲ့မှာပြည်သူတွေကသွားပြီးတော့ချီးတုပ်လေးပစ်ချတာကိုတတ်ကောက်စားတဲ့ကောင်ဂျာကြီးလည်းမနေရဘူးနော်ကောက်စားပြီးပြေးတာဟုတ်လို့ဆိုဒါလေးကခဏလေးပြဒီအလုပ်တွေအကုန်လုံးလုပ်တတ်တယ်ဒီအလုပ်တွေအပြတ်မောက်လုပ်ငန်းခဏလေးလိုက်လို့တည့်ရလားခဏလေးထွက်ပြေးခဏလေးလိုက်လို့ခဏလေးထွက်ပြေးဒီရတဲ့ဝင်ခဏလေးဝင်ခဏလေးလုပ်ခဏလေးထွက်ပြေးဘာလို့ဝပြီးအဲ့ဒီဟာတွေမင်းတို့အခုမှလှုပ်ပြမယ်ကြံကာရှိသေးတယ်မင်းတို့လှုပ်ပြတာတွေကဘောင်မွင်ဘူးဘာလို့လှုပ်ခဲ့တော့တရားမချိုးလမ်းနေမဖြတ်ဘူးနီးတိုင်နေမဖြတ်ဘူးယထာလမ်းနေမဖောက်ဘူးမင်းတို့လဲကြမှာတိုက်ချင်တယ်ဆိုပြီးတော့ဟောစစ်အာဏာရှင်ကိုတိုက်ဖို့ကွာအခုထပ်ပြီးတော့မှမြင့်ချမ်းတာဘယ်ရတဲ့ထက်ကျင်ကြတာအဲ့မှာဗာလဲတရုတ်ကုမ္ပဏီတွေသွားပြီးတော့အမှဝန်ထမ်းလုပ်တဲ့ဟာတွေဘာဖြစ်တယ်မဝင်ရင်အရေးယူမယ်တို့ဘာတို့မင်းတို့မှာဗမာလဲဥပဒေဘယ်သူကချမှတ်ထားတယ်ဘယ်ပြည်သူကချမှတ်ထားတယ်ဘယ်ခေါင်းဆောင်ကချမှတ်ထားဥပဒေမရှိဘာမရှိမင်းမဲစရိုက်နေပြီးတော့ပေါက်လို့ပဲစားပေါက်အောက်တန်းသားပေါက်ကရ40လျှောက်ပြီးဟိုသတင်းမီဒီယာဆိုတဲ့ကောင်တွေသတင်းမီဒီယာကျင့်ဝတ်နဲ့မညီဘဲနဲ့ပေါက်လို့ပဲစားအောက်တန်းသားတွေပြောတာကိုစောက်ရက်ရှိကြနော်အောင်တော့တဲ့ပြောတာကိုစောက်ရက်ရှိကြသတင်းမီဒီယာဆိုတာသတင်းမီဒီယာကျင့်ဝတ်နဲ့ညီရတယ်ပါဇက်ထွက်ကြရပြောလို့မရအောင်ငါတို့ကပါဇက်ထွက်ကြရပြောလို့ရတယ်ငါတို့ကပြည်သူနိုင်ငံတော့မကြိုက်ရင်မကြိုက်ဘူးမကောင်းတဲ့ကောင်မကောင်းဘူးငါတို့ကြိုက်တယ်လို့ပြောလို့ရတယ်မင်းတို့ကသတင်းမီဒီယာကျင့်ဝတ်ရှိတယ်မင်းတို့ပြောနေတာဗျမ်းပရာတွေပြင်ပါမင်းတို့တွေပြင်ရမှာပထမအဆင့်ပြီးသွားပြီဒုတိယအဆင့်တတိယအဆင့်ပြီးသွားရင်ဇပွဲတစ်ပွဲကတယ်လို့ပေါ့အဖွင့်လာမယ်စတိတ်ရှိုးလာမယ်ဟိုနင်းလာမယ်ဗာလဲဒုဇက်မှာဗာလဲဟိုအော်ပရာလာမယ်ပြီးရင်နှစ်ပါးသွားပြီးရင်ပြောတီးမှာနော်ခေါင်းတော့မှတေချာမှတ်တာအလုံးမသားတွေတည်ဖို့ပြင်တာ